မင်းအရွက်နည်းနည်းစီထဲအရွက်ကိုနော်ဟိုတစ်ခါစားတော့လေးပဲတစ်ချက်ထဲကိုမကြံဘူးကိုထဲမှာညပြင်းဟောပေါ်လေးချက်ထားမှာပါတယ်ဟောပေါ်နဲ့တော့ပါဒီမှာဘာမှမလုပ်ဘူး။ဒါကတော့ကိုကြိုက်တဲ့ဟာကြီးချက်ရအောင်။ဒါကစင်းရနည်းနည်းပဲထည့်တယ်။ဒီရွက်အဲလိုလေးတော့မသိဘူး။မကြိုက်ဘူး။အမှုထုတ်တော့မလေးကြည့်ပါဦး။ကိုကြိုက်တဲ့ဟာလေးပေါ့။အသားလုံးလေးဒါအမှုဒါတော့အသားပြားလေးပေါ့။ဒါတော့ကိုကြိုက်တဲ့ချက်သားပြီးပြီးဇွန်ရွှေကြိုက်တဲ့ဟာရတော့ထည့်ရနော်။ချက်သားပဲတုံးရတယ်။ဒါလေးကတော့ငါ့အုပ်ယူဆလာပါဘူး။အဲ့ဒါကြိတ်လို့ဒီစားမှာပါတယ်စားဖို့ဖိတ်ခေါ်ပါတယ်ဒါစားလို့နော်ပေါင်းမယ်ရွေးရက်ဆူနေတာဝါတိတ်တော့မဆူသေးဘူးနော်ဆူတော့ဆူနေမှတိတ်တော့မဆူသေးဘူးနှစ်မျိုးပဲပါလားနှစ်မျိုးပဲပါရတာအကုန်နှစ်မျိုးဆိုရင်မရတာအကုန်လုံးစုံပါပြီကြာနော်ว่านูมันนูလွယ်တဲ့ဟာတွေကိုနူးမလွယ်တဲ့ဟာတွေကိုအရင်ဆုံးထည့်ပြီးတော့ကျုံပါတယ်စက်သားထည့်ပါစက်သားတိတ်ပြီးတော့နူးလွယ်ဒီစားဖို့ဒီအရင်ထားတဲ့အချိန်မှာအရန်ရှုပ်သွားတယ်ခဏအဲ့ညက်တော့ဤပေါ့တူတူလေးစားလို့ရဟမ်အကြီးဆိုကောင်းပြည့်ဝါညနေကစူးဇုံးကြီးနေမှာပါလားဟောထဲတော့မှာဒါလုံးကြီးအရင်ပြတ်ပါနော်စောင်းထည့်လိုက်တော့ပြက်ဆိုတော့ရေးပေါက်မှာဝါဒါလေးကမြုပ်မြင်လာပြီအဲ့ပြီးမှထဲကပါပြီတော်တော်โอ้ထဲရတော့ဆုံးနေဘူးဦးယူပြီဦးပြည့်โอ้အားရပါပြီမင်းအရွက်ထိန်ပြည့်နည်းနည်းစီထဲအရွက်ကိုနော်ဟိုတစ်ခါစားတော့လေးပဲတစ်ချက်ထဲโอ้ခုဆိုရင်စားကျင်စရာလေးဖြစ်နေပေါ့နော်ဒါစားလို့ရပြီနဲ့တူရနော်စားလို့ရပြီဒါလေးကပါဠိလေးညာအဲ့ချက်သေးလို့ချက်တယ်အကုန်ချက်ပါတယ်ခင်ဗျာစားရင်တော့ခတ်တော့ပေါ့ကွာဗျာ
ကိုရရွေးကြိတ်တော့ဘူးနော်အယူနည်းနည်းခက်မယ်ဝါကိုကူမကြံဘူးကိုထဲမှာဝါဟာချီချီယာမနေရတော့အကူထဲရွက်တော့မရှိတော့ ပြောမရှိတော့ဒါလို ကိုရုံးကြိုက်မှာလားတော်ပြီတော်ပြီထဲတော့ね အောက်ဖဲရင်ချိုက်ဘူး ကြောင်လေးမှကျွေး အမှုပဲစား အနီးထည့်ပြရမလား อืม ကိုကြတော့ သူကြကန်ကြည့်ဟောတော့တူလူ ကိုဒါရတဲ့ရပါပြီကိုအတွက်ကြောင်ရောကြားရထားမှာမင်းစားတယ်မစားတယ်ကောင်းရှယ်ပဲ ကဲအခုဆိုရင်တော့ဟောပေါ်လေးကြက်ပါပြီကျွန်တော်တို့ဒါရင်လိုက်ပြီးလှစားကြည့်ပါတော့စီရင်တော့မကောင်း1000ကျော်လောက်ပဲကုန်တယ်ပေါ့နော်အဲ့တော့ဒီပဲကောင်းသားလေးနဲ့ကိုကြိုက်တဲ့သားလေးကိုထည့်စားလို့ရပါတယ်ကျွန်တော်ကတော့ကြက်တောင်ပန်လေးပဲထည့်လိုက်ပါတယ်သားလေးပါလှီးပြီးတော့ထည့်မယ်ဆိုရင်တော့သားအသားတွေပါမဲသားတွေပါထည့်လို့ရတယ်ပေါ့နော်ကဲအဲ့ဆိုရင်ကျွန်တော်တို့ကတော့ဒါလေးကိုစားလိုက်ပါဦးမယ်စားလိုက်ပါဦးနော်ဒီလောက်ပါပဲဒီမှာစားကြည့်ပါအများကြီးပဲအများကြီးအတားတိန်နေပါဖြစ်နေတာတော့အရင်ကြောင်မဒါခုတ်အေးအပူလေးလောင်မကြည့်လေဦး ဟာ ဘုံလို့ဒီလာဖို့ဒီလို ဒီရင်းနဲ့ခတ်တော့အဲ့ဒါကိုစားအောင်မစားရရောဒီပြောခလေးမိတ်စားမယ် ကုန်ပါပြီဒီအောင်စားတော့ကဲအဲ့ဒါပဲကြည့်ပါတော့စားတော့ကြမ်းလားမကြမ်းလားအိုးကြီးပဲအဲ့ဒီပေါ်စားမှလားကျွန်တော်စားဖို့မစားဘူးမီးလေးအေးလေးနဲ့ပေါ့နော်ဖွင့်လိုက်ပိတ်လိုက်ပေါ့ထည့်လိုက်စားလိုက်ရွက်တင်နေပေါ့နော်ဝေဒါလီဘလူးစီးနေတဲ့အတိုင်း ကောင်းတယ် ဒါပါပဲဗျာ